အားလုံးပဲမင်္ဂလာပါရှင် The Ocean Audio Channel မှာကြိုဆိုပါရရှင်ဒီနေ့မှာတော့ဒေါက်တာဖြိုးပိုင်ရေးသားထားတဲ့လူတွေမမမိလောက်အောင်တိုးတက်ပြောင်းလဲလိုက်ပါဆိုတဲ့စာအုပ်လေးကိုဖတ်ပြပေးသွားပါမယ်ရှင်မဖတ်ပြခင်ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ဖို့မမေ့နဲ့နော်ဒါဆိုရင်တော့စလိုက်ကြရအောင်လားရှင်ဘဝမှာတုံညာကပြန်စားခဲ့ရလို့အကုန်ရှုံးသွားရင်ကိုအရင်ပဲတုံတန်းပြီးတော့ဘဝတစ်စစ်ချိုးတယ်အိမ်ကတစ်ဆက်ကုန်ကကြောက်စီပွားရင်အကုန်ပြတ်တယ်မူရစီဝါရဲ့အနေရကိုနားလဲသွားတယ်ဆီယာမတွေမျက်နှာသာပေးနေရကနေမျက်နှာမွဲဖြစ်သွားတဲ့အခါဘဝရဲ့ပထမသင်ခန်းစာကိုသင်ခဲ့ရတယ်လေတန်းကားစပြီးအမေနဲ့သူ့ရဲ့မွေးရမြေကိုလိုက်သွားတယ်ဆီယာမအလုပ်ထွက်ပြီးဈေးစာရောင်းတော့တားကြီးဖြစ်တဲ့အတွက်အထုပ်တွေဈေးထဲပို့ဈေးထဲမှာဈေးရောင်းပြီးကြည့်တယ်။ဒါကြောင့်မြင်းကောင်းစစ်ကျဲပစိုးတွေနဲ့ကုန်ပစ္စည်းဈေးတော်တော်များများအကုန်မှတ်မိနေတယ်။ငငယ်ကလေးကစီဝါရီကလှုပ်ချင်တော့ဝေးဖာမှာပါတဲ့ပါဝါရင်းကြအယုတ်တွေရောင်းတာနီလန်ပေါင်းစုံနဲ့ဝယ်ရောင်းလုပ်လိုက်ကြောင်းပြေးလိုက်နဲ့နောက်ထိန်မရတာနဲ့မန္တလေးအဆောင်ပို့လိုက်တယ်။အဆောင်နေပြီးစေးတက်ကတူတက်တော့လဲခိုက်တင်တငယ်ချင်းတွေနဲ့ပေါင်းပြီးတရုတ်ပစ္စည်းတင်သွင်းတယ်။နောက်တော့ website လေးတွေလို့ပစ္စည်းလေးတွေရောင်းရင်း Linux tablet ကိုမြန်မာဖုန်းထဲအကုန်ရင်းလိုက်တော့မှန်ချက်နဲ့နှမ်းထွက်မကိုက်ပဲစီးပွားရေးပညာကိုစနစ်တကျလေ့လာမယ်ဆိုပြီးဖြစ်လာခဲ့တယ်။ Offcore ABE Level 6 Diploma ကို4လနဲ့အပြည့်ဖြတ်ပြီး MBA တက်ရင် MNC မှာအလုပ်လုပ်ရင်ဆိုင်လဲဖွင့်ရင်နဲ့ပတ်တိုင်းလဲလုပ် marketing စပြန်တင်ရင်အောက်တက်စီဖို့အချိန်တစ်ခုပေးခဲ့တယ်။အလုပ်၄ခုလောက်လုပ်တယ်။ဘဝရဲ့ကြဆုံမှုတိုင်းကနောက်တစ်ဆင့်တက်ဖို့အကောင်းဆုံးခြေလှမ်းဖြစ်လာခဲ့တယ်။ဘဝမှာလှုပ်တဲ့အလုပ်တိုင်းကနေကိုယ်တင်ယူလေ့လာလို့ရတဲ့အရာတစ်ခုဟာအမြဲရှိနေရမယ်။ငွေတစ်ခုရဲ့အတွက်တော့အလုပ်လုပ်ဖို့စိတ်ကူးမရှိဘူး။ဒါကြောင့်ဘဝမှာတုံညာကပြန်စားခဲ့ရလို့အကုန်ရှုံးသွားရင်ကိုအရင်ပဲ။ဒါကြောင့်ကိုပြန်ဖန်တီးရမှာကြောက်မနေပဲနဲ့အမြဲရင်ခုန်နေရတယ်။နေ့စဉ်ဘဝနေထိုင်မှုအတွက်စနစ်ထားပါနေ့စဉ်ထက်ခါလုပ်နေရတဲ့အလုပ်တွေရှိတယ်ဥပမာမနက်ထလာရင်သွားတိုက်ဝေယဝစ္စလုပ်တာတွေအစားအသောက်စားဖို့အပြင်သွားဖို့စာဖတ်ဖို့အလုပ်လုပ်ဖို့ဒီလိုထက်ခါလုပ်တဲ့အလုပ်တွေကို optimize မလုပ်ရင်လိုတာထက်အချိန်ကြာတတ်ပါတယ်ဥပမာကားတော့ထားတာစနစ်တကျမထားရင်အပြင်ထွက်တဲ့အချိန်တိုင်းပြန်ရှာနေရမယ်တပတ်ထားတာနေရာမကျရင်ရေချိုးတိုင်းပြန်ရှာနေရမယ်စာဖတ်တာစနစ်မရှိရင်ဖတ်တာကြပြီးမေ့သွားမယ်အလုပ်ပြီးတာမြန်ဖို့ productivity system လိုတယ် content ဖန်တီးတဲ့အခါစနစ်မရှိရင်များကိုမြန်ဖန်တီးနိုင်မှာမဟုတ်ဘူး marketing လုပ်တဲ့အခါစနစ်မရှိရင်ရနေကြရလက်ကိုထက်ခါပြန်ရဖို့ထင်သလောက်မလွယ်ဘူးစီးပွားရေးမှာစနစ်မရှိရင်လုပ်ငန်းတစ်ခုကနေနောက်တစ်ခုစတဲ့အခါလိုအပ်တာထက်အချိန်တအားကြာမယ် coach လုပ်တဲ့အခါစနစ်မရှိရင်ပြန်ရှာရတာကြာမယ် coaching နဲ့ thinking partner အနေနဲ့သွားတဲ့အခါ information ပြန်ရှာတာနေတဲ့အတွက်ခရီးတွင်တဲ့လောက်မတွင်နိုင်ဘူးအရင်တုန်းကလူတွေနဲ့စကားပြောရင်ပင်ပန်းတက်လွန်တဲ့အတွက်ပေါင်းသင်ဆက်ဆံရေးအခြေခံတွေလေ့လာပြီး communication system လုပ်ခဲ့ပူတယ်သင်တန်းတွေပေးတဲ့အခါ training system လိုတယ်ဒါမှ predictable ရလဒ်တွေထက်ခါပြန်ရမှာဒါကြောင့် system is the solution လို့ခေါ်ကြတယ် system ရှိခြင်းအဖြစ်တိစိတ်ကတအားကြီးစဉ်းစားစရာမလိုတဲ့အတွက်အုံနောက်မောပတ်မှုကိုနည်းစေတယ်ဥပမာကဘာကျော်ပုဂ္ဂိုလ်တွေဖြစ်တဲ့ Steve Jobs တို့မတ်ဆူကာဘတ်တို့အနေနဲ့ဝတ်နေကြအင်ကြီးပုံစံကိုပဲနေ့တိုင်းဝတ်တယ်ဆိုတာဒီ user ဖြစ်တယ်လို့ဆိုလို့ရတယ်တရက်တာကို optimize လုပ်ချင်ရင်စနစ်ရှိဖို့လိုတယ်ဖြစ်ချင်တာတွေဖြစ်လာဖို့ DRCမြန်မာပြည်မှာဘယ်လောက်စူးစမ်းမဖြစ်နိုင်ဘူးတင်တန်းတွေတက်ပြီး over confident ဖြစ်နေတာနဲ့ပတ်သက်လို့ဒီနှစ်ပိုင်းကိုကြည့်ရအခါ DRC ဖြစ်တယ် Dream အိမ်မက်တွေကြည့်ပြီးမဖြစ်နိုင်တာမရှိဘူးဆိုတာကတော့ဟုတ်ပါတယ်အချိန်တစ်ခုပေးရင်ဘယ်အရာမဆိုဖြစ်တယ်ဒါပေမဲ့ reality check ကတော့လုပ်ပေးရမယ် reality check ဒါကြောင့်ဆေးကုမ္ပဏီကြီးတွေပြည်တွင်းလာရင် data ကြည့်ပြီးဖြစ်နိုင်ခြေကိုဆုံးဖြတ်တယ်တင်ချတင်နေဆိုတာအလကားတင်ထားတာမှမဟုတ်တာဆေးရုံအရေးအတွက်ကုသတဲ့အရေးအတွက်ဆေးရုံတက်နှုန်း occupancy rate နဲ့ဆေးဝါးရောင်းမဲ့ယောဂဖြစ်နှုန်းဒီနိုင်ငံကလူတွေရဲ့ဝင်ငွေနဲ့3နိုင်စွမ်းအပြင်
နောင်9နှစ်အတွင်းဖြစ်လာနိုင်တဲ့ဝင်ငွေ GDP ပါကပီတာတွက်ချက်ပြီးမှဝင်နေဒါကြောင့်အိမ်မက်တွေကိုအကောင့်ထဲပေါ်ဖို့အရှိကိုအရှိတိုင်းမြင်ဖို့လိုတယ်ဖြစ်နိုင်ခြေကိုထည့်သွင်းစဉ်းစားရမယ်တကယ်လို့နေထိုင်ရာနေရာပြောင်းဖို့လိုရင်လည်းပြောင်းသင့်ရင်ပြောင်းရမယ်မြန်မာပြည်မှာနေပြီးလေရင်ထုတ်မယ်ဆိုရင်တော့ဖြစ်နိုင်ခြေနည်းမယ် commitment တကယ်လို့ဖြစ်လဲဖြစ်နိုင်တယ်ကိုယ်အိမ်မက်နဲ့လည်းကြိုက်တယ်ဆုံးဖြတ်ချက်ချပြီးပြီဆိုခဏခဏနောက်ပြန်လဲမကြည့်ပါနဲ့လူနဲ့အသုံးလုံးလူချင်းတူပေမဲ့လူတွေကိုကွဲပြားခြားနားစေတဲ့အသုံးလုံးနံပါတ်1အတွေးလူတွေအားလုံးအစိုးရတဲ့တခုရသောအရာဟာအတွေးပါကိုအာယုံစိုက်ပြီးတွေးခေါ်စဉ်းစားကြတာကိုလွတ်လပ်စွာတွေးခေါ်နိုင်တယ်လူတွေကိုဘာတွေးရမယ်လို့ဓာတ်ရိုက်ကန့်သတ်ထားလို့မရဘူးလူတိုင်းဟာသူတွေးတဲ့အတွေးတွေရဲ့ရလဒ်တွေဖြစ်တယ်နံပါတ်2အတိတ်ပဲအတွေ့ချင်းတူပေမဲ့အတိတ်ပဲဖွင့်ဆိုတာတူကြမှာတူလိမ့်မယ်အသက်ငယ်တာချင်းတူငါကအသက်ငယ်လို့မအောင်မြင်နိုင်ဘူးအတွေ့အကြုံမရှိဘူးလို့အတိတ်ပဲဖွင့်ဆိုနိုင်တယ်လို့အသက်ငယ်တော့ခွန်အားပိုရှိတယ်ပိုလေ့လာနိုင်တယ်ပိုကြိုးစားနိုင်တယ်ပိုတက်ကြွတယ်အတိတ်ပဲဖွင့်ဆိုချက်တွေမတူနိုင်ပါဘူးနံပါတ်3 action အကောင့်ထဲပေါ်မှုလူတွေကိုကွဲပြားခြားနားစေတဲ့အရာက action လုပ်ရဖြစ်ပါတယ်သိပြီးအသုံးမချတာနဲ့မသိတာနဲ့အတူတူပါပဲဒါကြောင့်ဘဝမှာအပြောင်းလဲလုပ်ချင်ရင်ပြင်းထန်တဲ့လှုပ်ရှားအားထုတ်မှုတွေလိုပါတယ်အသုံးလုံးဟာတဆင့်ပြီးမှတဆင့်လာပါတယ်အတိတ်ပဲတွေရဲ့နောက်မှာ action ဖြစ်လာတယ်ဥပမာအတွေ့ငါစာဖတ်ရမယ်အတိတ်ပဲအောင်မြင်ခြင်းရင်စာမဖတ်လို့မရဘူး action တကယ်စာဖတ်မယ်အရာရာဟာနောက်တစ်ဆင့်သွားဖို့စမ်းသပ်လေ့လာမှုတွေပဲကျွန်တော်စဉ်းစားတဲ့ပုံစံကဒီနေ့လုပ်နေတဲ့အလုပ်တိုင်းကမနှက်ပြန်လုပ်မဲ့အလုပ်တွေအတွက်ပြင်ဆင်ပေးရမယ်အချိန်ချွေတာပေးရမယ်နေ့တိုင်းစာရေးတယ်အချိန်အမြင့်တိုင်းကိုဘယ်လိုလူတွေကဘယ်လိုတုံ့ပြန်လဲစမ်းသပ်လေ့လာတယ်မြန်မာစကားပြော community ရဲ့တွေးခေါ်ပုံယုံကြည်ပုံတုံ့ပြန်ပုံတွေကိုလေ့လာတယ်ဒီအချက်လက်တွေကအနာဂတ်မှာကိုလှုပ်ချင်တဲ့အရာတွေပေါ်အများကြီးအထောက်အကူပြုလာမယ်လို့ယုံကြည်ထားတယ်။နောက်စတင်နေဟောပြောတယ်လူတွေရဲ့ response လုပ်ပုံဖြစ်သွားတယ်အပြောင်းအလဲတွေကိုလေ့လာတယ်ဒါတွေအတွက် insight တွေအကုန်မှတ်ထားတယ်။နောက်ပြီးဒါတွေကလည်းကိုယ့်အတွက်ကိုယ့် skill ကိုနောက်တစ်ဆင့်ရောက်စေမယ့်အလုပ်တွေပဲလို့ခံယူထားတယ်။စာဖတ်တယ်တွေးတယ်လုပ်ကြည့်တယ်နေ့တိုင်းပြဿနာအသစ်တွေဖြေရှင်းတယ်ဒီအရာတွေကနောင်လာမယ့်10နှစ်အနည်း20 30အထက်မှာကိုလှုပ်ချင်တဲ့အရာတွေကိုအထောက်အကူပြုလိမ့်မယ်လို့ယုံကြည်ထားတယ်ကျွန်တော်တို့ရွေးချယ်ထားတဲ့ category မှာကျွန်တော်တို့အကျွမ်းကျင်ဆုံးအသိဆုံးဖြစ်ရမယ်ဒီနေ့လှုပ်တဲ့အလုပ်ကအခုစီးနေတဲ့ကားနေနေတဲ့အိမ်အခုချိန်အတိအမှတ်ပြုခံရဖို့ထက်အများကြီးပိုတယ်ဘယ်အထိသွားနိုင်လဲဆိုတာသိဖို့ဒီနေ့အတွက်ပဲအလုပ်လုပ်နေလို့မရပါဘူးနောင်လာမယ့်10နှစ်အနည်း20 30အထက်ဘာတွေဖြစ်နေမလဲဆိုတာစိတ်ဝင်စားဖို့ကောင်းနေဝေးဝေးကိုပြေးနိုင်မှုစမ်းမရေးစိတ်သက်လုပ်ရအရာရာကို serious ထားတယ်ကို့မှာအခိုင်အမာဆုံးကစိတ်သက်အရှိဆုံးကဇွဲအမြန်ဆုံးကလုပ်ရအမြဲမေးတဲ့မိကွန်းကဒီကနေဘာသင်ခန်းစာရလိုက်တယ်လဲဒါကိုအကောင်းဆုံးဘယ်လိုအသုံးချမလဲ10နှစ်ဆိုတဲ့အချိန်ကတေချာလို့ရင်လူတိုင်းကိုကောင်းကောင်းကြွားသွားစေတယ်လို့ယုံကြည်ထားတယ်ပတ်ဝန်းကျင်ကတတ်မှတ်ထားတဲ့အောင်မြင်မှုတွေကြောင့်လမ်းမဆုံးစေနဲ့အောင်မြင်မှုဆိုတာကိုယ်ဝန်းကျင်ကလူအများစုလုံနိုင်တဲ့ထင်တာထက်ပိုလုံနိုင်တာအောင်မြင်မှုဖြစ်တယ်အဖေတို့ခေတ်တုန်းကနေမျိုးမှာ10တန်းအောင်ရင်အောင်မြင်မှုပဲကျွန်တော်တို့ခေတ်အဆောင်မှာဂုံတူ9ခု6ခုလောက်ထွက်မှအောင်မြင်မှုဖြစ်လာတယ်ပတ်ဝန်းကျင်ပေါ်မူတည်ပြီးအောင်မြင်မှုရဲ့အတိတ်ပဲဖွင့်ဆိုချက်တွေကွာသွားတယ်ဝန်ထမ်းဘဝက sales target ထိတာယာဒူတိုခံရတာဟာအောင်မြင်မှုပါတင်နန်းသားတွေအများကြီးရှိတာဟာ trainer တယောက်ရဲ့အောင်မြင်မှုလို့သတ်မှတ်ကောင်းသတ်မှတ်လိမ့်မယ်ဈေးကောင်းပေးတဲ့ကြောက်တလုံးအယောင်းဝယ်ဖြစ်လိုက်တာဟာကြောက်တထေးရဲ့အောင်မြင်မှုဖြစ်လိမ့်မယ်မဲစုပေးပွဲမှာစုရတာအလားမယ်ရဲ့အောင်မြင်မှုဖြစ်လိမ့်မယ်ပညာရှင်တယောက်အတွက်သူ့စာရန်ကိုထိတ်တန့်ပညာရဲ့ကြားထဲမှာဖော်ပြခံရတာဟာအောင်မြင်မှုဖြစ်မယ်အသက်အရွယ်ရလာတော့သားသမီးတွေရဲ့စုခုနိုင်မှုဟာသင်ရဲ့အောင်မြင်မှုဖြစ်လာပြန်တယ်။ပတ်ဝန်းကျင်သတ်မှတ်ထားတဲ့အောင်မြင်မှုတွေထဲမှာသင်ဘဝကိုမနစ်မြုပ်ပါစေနဲ့။ကိုယ်ပါကိုဖြစ်စင်တာလဲတေချာစဉ်းစားပါ
ပတ်ဝန်းကျင်ကတတ်မှတ်တဲ့အောင်မြင်မှုတွေဟာတင်သွားခြင်းနဲ့ next level ရောက်ဖို့အတားအဆီးတစ်ခုဖြစ်နိုင်ပါတယ်။ mental model လူတိုင်းမှာစဉ်းစားတဲ့ပုံစံရှိတယ်။ဒါကို mental model လို့ခေါ်တယ်။ဒီစဉ်းစားတဲ့ပုံစံပေါ်မူတည်ပြီးလှုပ်ဆောင်မှုတွေလုပ်ကြတယ်။ဒီလုပ်ရက်တွေကတဆင့်ရလဒ်တွေရကြတယ်။ကျွန်တော်ရဲ့ mental model တချို့ရှိတယ်။ဒါကတော့ဘဝဖြစ်တမ်းမှုဖြစ်စဉ်ပေါ်မူတည်ပြီးတည်ဆောက်ခဲ့တဲ့စဉ်းစားမှုပုံစံဖြစ်တယ်။နံပါတ်1 limit your loss တရုပ်ဆိုတော့လောင်ကစားလုပ်ရတာကြိုက်တယ်။ဘောလုံးပွဲလောင်ဖဲရိုက် Russian roulette ဆော့ပြီးတဖြည်းဖြည်းနားလည်လာတာမစော့ခင်ဘယ်လောက်ရှုံရင်ပြတ်မယ်ဆိုတဲ့စိတ်ဆုံးဖြတ်ချက်တစ်ခုရှိရမယ်။မဟုတ်ရင် loss aversion လို့ခေါ်တဲ့စိတ်ပညာအရရှုံမဲမဲပြီးမွဲတတ်ပါတယ်။ဒါကလုပ်ငန်းလှုပ်ဆောင်တဲ့အခါကူညီပေးတယ်။ကာစီနိုထဲမဝင်ခင်အရှုံးခံမဲ့အမောက်မဲယူသွားတယ်။မစော့ခင်ကလေးကဒါကရှုံးနေပြီဆိုတဲ့စဉ်းစားမှုကိုကြိုလုပ်ထားတယ်။နိုင်ခဲ့ရင်တော့ကောင်းတယ်။ရှုံးခဲ့ရင်လည်း mental preparation ကြိုလုပ်ထားပြီးဖြစ်တဲ့အတွက်အေးဆေးပဲဖြစ်ပါတယ်။နံပါတ်2 downside risk and upside potential ဆုံးဖြတ်ချက်မချခင်မေးတဲ့မေးခွန်းကငါဘယ်လောက်ထိရှုံးနိုင်လဲအဆိုးဆုံး scenario ကိုစဉ်းစားလိုက်တယ်အောင်မြင်ရင်ဘယ်လောက်ထိအလားအလာရှိတယ်လဲကြည့်ရယ် extremely bad average good excellent extraordinary ဆိုပြီး scenario 6ခုနဲ့ကိုရင်းရမှာနဲ့တွက်ကြည့်ရယ်ပြီးမှဆုံးဖြတ်ချက်ချတယ်နံပါတ်3 life is an experiment တခုခုလုပ်တော့မယ်ဆိုတိုင်းလူတွေအတိအမှတ်ပြုဖို့လေးစားဖို့ပတ်စံရဖို့ထက် main motivation ကိုစမ်းသပ်မှုပြုလုပ်မယ်ဆိုတဲ့စိတ်ထားပြီးအလုပ်လုပ်တယ်စာမေးပွဲကို9ရက်နဲ့လေ့လာပြီးအောင်လုပ်လို့ရမလားလူတွေမမတ်မိလောက်အောင်တိုးတက်ပြောင်းလဲလို့ရမလားအိမ်နေခြင်းကိုငွေဝင်တဲ့လုပ်ငန်းမျိုးမြန်မာပြည်မှာဖန်တီးလို့ရနိုင်လားကိုမပါပဲလဲပတ်တဲ့လုပ်ငန်းတည်ဆောက်လို့ရနိုင်လားဒါမျိုးမေးခွန်းတွေရေးထားပြီးစမ်းသပ်မှုတွေပြုလုပ်ကြည့်တယ်တချို့ကအောင်မြင်တယ်တချို့ကအောင်မြင်ဖို့နီးနာလူခဲ့တာမျိုးတွေရှိခဲ့ဘူးတယ်ဘဝဆိုတာစမ်းသပ်မှုတစ်ခုပဲနံပါတ်4 focus on 5 stars စာမေးပွဲအောင်ဖို့စာအကုန်ကျက်စရာမလိုဘူး5 star တွေကိုကျက်ရင်ရပြီဘဝမှာလည်းအလားတူပဲစာမေးပွဲအောင်အမှတ်ကောင်းဖို့အကုန်လုံးကိုလှုပ်စရာမလိုဘူးအဓိကနဲ့တာမညကိုသိရမယ်အရေးကြီးတာကိုလုပ်ရမယ်ဒါကြောင့်ဘဝမှာဘာကအရေးကြီးလဲဘာကအရေးမကြီးဘူးလဲအမြဲမေးကြည့်တယ်ဘဝရဲ့5 star ကိုပဲအာရုံစိုက်တယ်တေးသေးလေးတွေအတွက်ချွေးထွက်စိတ်ညစ်ခံစရာမလိုဘူးနံပါတ်5 look land link လူပေါင်းတန်း9000ကျော်မှာကိုလိုချင်လှုပ်ချင်တဲ့အရာမျိုးကိုစဉ်းစားလှုပ်ဆောင်ခဲ့မှုတဲ့သူတွေရှိနေနိုင်တယ်ဒါကြောင့်အသက်ကနေစဖန်တီးဖို့ထက် look ကိုလိုချင်တာမျိုးလှုပ်ချင်တာမျိုးကိုဘယ်သူတွေပိုင်ဆိုင်ထားပြီးဘယ်သူတွေရှိသလဲသူတို့ရဲ့မဟာဗျူဟာတွေကိုလေ့လာ land လုပ်ပါနောက်ကိုသွားမဲ့မဟာဗျူဟာနဲ့ချိတ်ဆက်ဖို့ link လုပ်ပါ you don't have to reinvent the wheel ပါနံပါတ်6 what's good about this အသက်တရားမနေရလဲအမှုတရားမကကြုံပါပဲအသက်ကွဲတာရှုံးတာနမီဖြတ်ခံရတာအိမ်အောင်ကွဲတာချစ်တဲ့သူတွေတည်သွားတာစီဝါရေးရှုံးနေတာအဖန်ခံရတာမျိုးစုံဖြစ်နိုင်တယ်ဒါတွေကိုတွေးကြောက်ပြီးစိတ်ညစ်နေလို့မရဘူးမဖြစ်ခင်စိတ်ပိုင်းဆိုင်ရာမဟာဗျူဟာပိုင်းဆိုင်ရာကြိုတင်ပြင်ဆင်ဖြစ်လာခဲ့ရင်အမြဲပြန်မေးကြည့်ပါအဲ့ဒီလိုဖြစ်သွားတဲ့အတွက်ဘာများပိုကောင်းလာနိုင်တယ်လဲဒါကတော့အခြေအနေကိုနောက်ရှုထောင့်တစ်ခုကနေမြင်စေနိုင်တဲ့ reframing မေးခွန်းတစ်ခုပါနံပါတ်9 controllable versus uncontrollable လောကကြီးမှာတချို့အရာတွေကိုထိန်းချုပ်လို့မရဘူးကို့အဖေအမေအရက်အမောင်အသားအရောင်လူမျိုးအစရှိတာတွေပေါ့တချို့အရာတွေကကို control လုပ်လို့ရတယ်ဘာတွေးမလဲဘယ်လိုတွေးမလဲဘယ်လိုတုံ့ပြန်မလဲထိန်းချုပ်မရတာကိုတွေးကြောက်ပြီးပူလောင်နေတာဟာအတိတ်ပဲမရှိပါဘူးအခြေအနေတစ်ခုကြုံတိုင်းပြန်မေးကြည့်ပါကိုဘွားရဲ့တမိုင်းပေးတာဝန်ကဘာလဲဒီအခြေအနေမှာဘယ်အရာကိုထိန်းချုပ်နိုင်လဲဘယ်အရာကိုမထိန်းချုပ်နိုင်ဘူးလဲထိန်းချုပ်နိုင်တာကိုအာရုံစိုက်ပါနံပါတ်8 you are your best creation လူတွေကကိုယ်သမီးရည်စားလင်မယားနဲ့ပတ်သက်လို့ဂုဏ်ယူကြတယ်ဒါမှမဟုတ်ကိုယ်အလုပ်လုပ်နေတဲ့ကုမ္ပဏီကိုဖြစ်နေတဲ့နိုင်ငံသားဒါတွေကိုဂုဏ်ယူကြတယ်
ဒါရီထက်ပိုရေးကြီးတာကကိုဟာကိုဖန်တီးမှုတွေကအကောင်ဆုံးဖန်တီးမှုဖြစ်ရမယ်။ဒါကြောင့်နေ့စဉ်ကိုဂုံယူတဲ့အရာတွေလုပ်ဖြစ်တယ်။အကောင်ဆုံးဖြစ်လာဖို့အလုပ်ကိုပို့ဆိုးပတ်ဆက်လုပ်တယ်။ဒူပေနာပေခန္ဓာဘူကောင်တွေကိုရှောင်တာတွေကအကောင်ဆုံးသင်ဘတ်ဆပ်ဖန်တီးရေးဖြစ်စဉ်တွေပဲဖြစ်ပါတယ်။နံပါတ်9 Every day is a new day မနက်ထတိုင်းဒီနေ့ကနေ့သက်ပဲမနေ့ကအရက်မို့လို့အဆင်မပြေတာဖြစ်ကောင်းဖြစ်ခဲ့မယ်ဒါမှမဟုတ်အိတ်ချင်းရိတ်ကြီးကြီးနဲ့မို့စောကမလဲခဲ့မိလိုက်လေခြင်းလို့ဒီလိုခံစားရကောင်ခံစားရမယ်ပြဿနာတွေနဲ့ညအိယာဝင်ခဲ့ရတာမျိုးဖြစ်ရင်ဖြစ်မယ်ဘယ်လိုပဲဖြစ်ဖြစ်မနက်မိုးလင်းလာရင်ဒါကနောက်တစ်နေ့ပဲညအိတ်ဆက်အနားယူတာကကို reset လုပ်တာပဲ Every day is a brand new day ပဲဖြစ်ပါတယ်နံပါတ်10 Don't follow the crowd အများလိုဖြစ်ချင်ရင်အများလိုလုပ်ပါအများလုပ်တာတွေကိုပြန်ဆန်းစစ်သုံးသပ်ပါမကောင်းတာတွေကိုမျက်စိမိတ်ပြီးလိုက်မလုပ်ပါနဲ့ marketing မှာတော့ကြော်ညာခြင်းရင်အသုံးပြုတဲ့သူတွေကဘယ်လိုပြောတာဆိုပြီးတပ်ပုံတွေတင်ပြီး everybody else is during it ဆိုပြီး psycho ထည့်တယ်ဟိုငငယ်စိုက်စားဖွင့်တော့ကဆိုရင်စိုက်မှာအမြဲလူများများရှိနေတယ်ဆိုတော့ social proof ရှိအောင်တငယ်ချင်းတွေကိုခေါ်ပြီးကိုယ်ဆိုင်မှာအားရင်ထိုင်ခိုင်းထားတယ်။စားတော့ဆိုင်ကိုပဲလူ20ထိုင်နေတာနဲ့3ယောက်ထိုင်နေတာဆိုရင်20ထိုင်နေဆိုင်မယ်သွားကြတာလေ။ဒါကြောင့်လူများလုပ်တဲ့အလုပ်သွားတဲ့နောက်လိုက်မိတတ်တယ်။အဲဒီနောက်ကိုမျက်စိမိတ်ပြီးမလိုက်ပါနဲ့။တေချာစဉ်းစားဖို့လိုတယ်။နံပါတ်7 break the rules if necessary bullshit rules တွေရှိတယ်။စာကိုစဉ်းစားပြီးတွေးပြီးဖတ်မှခေါင်းထဲဝင်တာအဲ့ဒါက information ကို process လုပ်ပြီးခေါင်းထဲမြင်မြင်မထည့်နိုင်သေးတဲ့လူတစ်ယောက်အတွက်မှန်နေလူတိုင်းအတွက်တော့မမှန်ဘူး။ငါအမြောက်6ဘယ်လောက်လဲဆိုရင်30ဆိုတာတန်းထွက်လာတာပဲလေ။ဒါပေမဲ့ငငယ်ကအလီချက်တုံးကတော့ငါအမြောက်1ငါအမြောက်2ငါအမြောက်3ငါအမြောက်4ဒီလိုသွားခဲ့ရတယ်။အလီတွေကြော်မလုံးနဲ့မားမယ်ဒါကငယ်တုန်းကမှန်နေကြီးလာရင်တော့မမှန်တော့ဘူးဘာနဲ့တူလဲဆိုတော့စက်ကက်မှာစင်ငယ်လေးကိုခြေရောက်ကျိုးချပြီးကျိုးကိုချွတ်မှတက်မြေကြီးမှာစိုက်ထားလိုက်တယ်စင်ငယ်လေးကယုံနေယုံမရတာနဲ့ငြိမ်နေလိုက်တော့တယ်စင်ကြီးဖြစ်တော့လေမယုံကြည်တော့ဘူးကျွန်တော်တို့ဘဝမှာရူးတွေကအဲ့ဒီလိုစင်နေလို့ဖြစ်စေတယ်ထသွားမှကျိုးမှန်းသိမယ်နော်ဒါမျိုးရူးတွေပေါ့နံပါတ်7 You are you ကိုကကိုပဲငငယ်ကအမေကသူများနဲ့အမြဲနှိုင်းရှင်နေမမရရငယ်တငယ်ချင်းတယောက်နဲ့အမြဲနှိုင်းရှင်တော့ကိုကလည်းအမြဲစိတ်ညစ်နေရတယ်ဒါနဲ့သူ့အမေနဲ့ကိုအမေရဲ့လောက်ရက်ကိုပြန်နှိုင်းရှင်ပြတော့ရိုက်ခံရတယ်မိဘကိုအဲ့ဒီလိုမဝေဖန်ရဘူးတဲ့ဒါကိုတော့အမေနဲ့တွေ့တိုင်းဟာတာအနေနဲ့ပြန်ပြောဖြစ်တယ်ဘဝမှာဒီတယောက်ကဒီအချိန်မှာစင်ပေါ်ရောက်နေတိုင်းစင်ပေါ်မှာအမြဲရှိချင်မှရှိမယ်သူများရဲ့ပြီးသွားတဲ့ပကြီးကားနဲ့ကိုကအခုမှစတင်တဲ့ပကြီးကားကိုနှိုင်းရှင်ပြီးစိတ်သွားမညစ်လိုက်ပါနဲ့ကိုထားနဲ့ကိုပဲဘာမှစိတ်ညစ်စရာမလိုဘူးဒါကတော့ကျွန်တော်ရဲ့ mental model တချို့ပဲဖြစ်ပါတယ်တချို့လူတွေနဲ့တူကျင်တူလိမ့်မယ်တူကျင်မှလည်းတူလိမ့်မယ်ဘဝကိုအတိတ်ပဲရှိရှိဖြတ်တန်းခြင်းရင်ကိုသိဖို့ကအရေးကြီးပါတယ်ဒါကို self awareness လို့ခေါ်တယ်ဒါရှိမှစစ်မှန်တဲ့ authentic human being ဖြစ်မယ်ဒီလိုဖြစ်ဖို့ကိုယ့်ရဲ့ mental model ကိုသိဖို့လိုတယ်လို့ယူဆတယ် experiment တွေကနေ motivation တွေရလာတယ်ကို motivation ပေးတဲ့စကားလုံးကဘာများဖြစ်မလဲ2016တုန်းက YouTube မှာဗီဒီယိုတစ်ခုတက်လာတယ် Landmark Forum က TED Talks မှာပြောထားတဲ့နာမည်တိတ်မသိတဲ့ဗီဒီယိုတစ်ခုဖြစ်တယ်အဲ့ဒီထဲမှာသူကမေးခွန်းတစ်ခုမေးတယ်ခမည်းငယ်ငယ်ကသမင်းမေဟင်းမေနဲ့အလုတ်ထဲဇံဝင်တဲ့အချိန်တစ်ခုကဘာများဖြစ်မလဲတဲ့ဒီကနေ dream source ကိုရှာလို့ရတယ်တဲ့ကိုလည်းကိုပြန်ပြီးတော့ခုနှစ်တန်းမှာစက်ပိန်းမှာဒိုင်နမိုတက်ပြီးမီတီတွေကိုစပုတ်တိုင်မှာလေအောင်စမ်းသက်ပြီး9ရက်တိအိမ်တွင်းအောင်ခဲ့တာကိုတတိရတယ်အဲ့ဒီတော့ကအင်တာနက်ဆိုတာမရှိတော့မေးရမယ့်သူမရှိတော်တော်ကိုခေါင်းစားခဲ့ရတယ်အဲ့ဒီကနေကိုယ့်ရဲ့ dream source ကိုရှာတဲ့အခါစမ်းသပ်မှုဆိုတဲ့စကားလုံးကိုတွားတွေ့တယ်ဒီ experiment လုပ်တယ်ဆိုတဲ့စကားလုံးနဲ့ motivation ယူပြီးအလုပ်တွေအကုန်လုပ်သွားတယ်ဥ
ဥပမာအလုပ်ထွက်ပြီးကိုယ်တိုင်လုပ်ငန်းစမ်းသပ်မှုလေးကိုလုပ်မယ်လူရှိသူရှိမှာစကားထွက်ပြောတဲ့ experiment ကိုလုပ်မယ်ကိုယ့်ရဲ့ personal branding စလို့ရတဲ့ experiment တစ်ခုကိုလုပ်ကြည့်မယ်ဒီ experiment တွေကနေ motivation တွေရလာတယ်မိတ်ဆွေရဲ့ dream source ကရောဘာများဖြစ်မလဲ motivation သင်တန်းတွေကဂျင်းလား comfort zone တွေကထွက်ဖို့လိုတယ်ဆိုတာ motivational speaker တိုင်းပြောတဲ့စကားပါ motivation တွေကဂျင်းတွေလားဒီမေကုန်းကိုမသိခင်မှာကျွန်တော်ဘဝ motivation နဲ့ကြုံခဲ့တဲ့အဖြစ်အပျက်လေးတချို့ sharing လုပ်ပေးခြင်းနဲ့ခုနှစ်တန်းကျောင်းသားဘဝမှာတငယ်ချင်းတီဟဝင်းရဲ့အိမ်ကိုရောက်သွားတယ်အဲ့ဒီမှာကွန်ပျူတာကိုစမြင်ဘူးတာစင်ရဲဖြစ်ဖြစ်ချမ်းသာဖြစ်ဖြစ်ဆိုတဲ့စာအုပ်ကိုတွေ့တယ်အိမ်ကိုငှားသွားတယ်အဲ့ဒီမှာ financial freedom ဆိုတဲ့ concept ကိုစသိတာပဲနောက်ပိုင်းပီမိုးနင်းရဲ့စိတ်ပညာတို့အောင်မြင်ရေးတို့စီးပွားရေးလုပ်နည်းတရားတို့ကနန်းပေးတဲ့တို့ပီမိုးနင်းရေးတာအကုန်ဖတ်တယ်နောက်ပိုင်း10တန်းပြီးလို့အင်္ဂလိပ်စာလေးမတောက်တစ်ခေါက်ဖတ်တတ်တော့ Think and Grow Rich တို့ How to Win Friends and Influence People တို့7 Habits တို့ Australia စာရေးဆရာ Andrew Matthew ရဲ့ Being Happy တို့နဲ့အကြိုက်တွေ့လာတယ်နောက်ပိုင်းကြော်ညာတစ်ခုတွေ့တယ်အောင်မြင်ရေးသင်တန်းနဲ့3ရက်အတွင်းစိတ်တိုင်းမကြရင်100% refund ဆိုတော့စိတ်ဝင်စားပြီးတွားတက်ကြည့်တယ်အဲ့ဒီမှာဆရာဂျော်နီကျော်မိုးနဲ့တွေ့တယ်ထိုင်ဝမ်မှာတက်ခဲ့တဲ့သင်တန်းတွေအကြောင်း personal development အကြောင်းတွေလေ့လာခဲ့ပြီးတဲ့နောက် personal development လောကတွေကဆရာတွေအကြောင်းစတင်မွေးနှောက်တော့တယ်ဒါပေမဲ့ဆရာဂျော်နီက upsell မလုပ်ပါဘူးစေတနာအပြည့်ထားတာလူတိုင်းသိပါတယ်ဒါဟာ2008လောက်ကပါအဲ့ဒီအချိန်က YouTube ကို line ပိတ်ထားတော့ V-Channel တို့ D-Channel တို့ Freedom VPN တို့ကိုကြော်ပြီး course တွေကလည်းဈေးတအားများတော့ Rapid Share တို့မှာလစဉ်ကြေးပေးပြီး course တွေကို download ပြန်လုပ်ပြီးတော့လေ့လာခဲ့ရတဲ့အချိန်တွေပါ Active Media တို့လို software ရောင်းတဲ့အခွေဆိုင်တွေမှာ personal development နဲ့ပတ်သက်တာအလုံးမှွေနောက်ပြီးတော့တစ်ခွေ1000ဆိုတော့အကုန်ဝယ်တယ်အဲ့ဒီထဲမှာ life changing လို့ပြောလို့ရတဲ့ခွေတစ်ခွေပါလာတယ်Anthony Robbins ရဲ့ personal power ဆိုတဲ့အခွေဖြစ်တယ် The personal power is ability to take action ဆိုတော့ကြွေသွားတယ် Triple P principle လို့ခေါ်တဲ့ pain and pleasure principle တွေ NLP Neuro Linguistic Programming နဲ့ NAC Neuro Associative Conditioning တွေနဲ့စတင်ရင်းနှီးခဲ့တယ်နောက်ပိုင်းတငယ်ချင်းတွေကိုပြန်ပြောပြတဲ့အခါတော်တော်လေးထိရောက်မှုကိုတွေ့ရတယ်ကျွန်တော်နဲ့ပေါင်းတဲ့တငယ်ချင်းတွေထဲမှာစေပညာကိုစိတ်ဝင်စားလို့ဂိမ်းပဲထိုင်နေနေတဲ့သူတွေလည်းပါတယ်ဒီတော့ focus meaning action ဆိုတဲ့ Tony Robbins ရဲ့ framework အတိုင်းသူတို့ meaning ကိုပြောင်းပေးကြည့်တယ်တငယ်ချင်းဂိမ်းပဲထိုင်နေရင်မင်းမကြိုက်တဲ့ပညာရဲ့ကြီးကိုလေ့လာရတဲ့အချိန်ကြာသွားမယ်အိမ်အတွက်လည်းမကောင်းဘူးမင်းအတွက်လည်းမကောင်းဘူးစပြီးတဲ့အလုပ်အဆုံးသတ်ဖို့တော့လိုတယ်မင်းသာစာရီလုပ်ရင်စာမေးပွဲမြင်မြန်အောင်ကြောင်းမြင်မြန်ပြီးလှုပ်ချင်တဲ့ဝါသနာပါရအလုပ်ကိုလုပ်မကောင်းဘူးလားဒီတော့သူတို့စဉ်းစားလာတယ်ပြောင်းလဲလာတယ်2015မှာ NLP certification program တက်ဖြစ်တယ်300လောက်ကုန်တယ် NLP certification ကိုဘန်ကောက်မှာ superstar စုတွေဘာတွေရတယ်အမှန်တော့ကိုက Tony Robbins ရဲ့ Power 2 ကိုအလွတ်ရသလောက်ဖြစ်နေပြီနောက်ပိုင်း Tony Robbins ရဲ့ Cinema Unleash the Power Within ဆိုတာတွားတယ်အကောင်ကတိပြီးသားတွေပဲဒါပေမဲ့တခုတော့ရအောင်ယူမယ်စိတ်ပိုင်းဖြတ်ထားတယ်အဲ့ဒီမှာအရင်ကမစင်စားခဲ့ဘူးတဲ့ breakthrough တခုရတယ်ဒါကတော့လူတွေမှာ six human needs ဆိုတာရှိတယ်နံပါတ်1တေချာရည်ရမှုကိုရချင်တယ်စတင်ထီလိုတယ်နံပါတ်2မတေချာမှု variety လိုတယ်နံပါတ်3ချစ်ချင်းမြတ်တာလိုတယ်နံပါတ်4လူတွေအတိမတ်ပြုခံရဖို့လိုတယ်နံပါတ်5တိုးတက်ဖို့လိုတယ်နံပါတ်6လောကအကျိုးတည်ပိုးဖို့လိုတယ်ဒါဟာလူတိုင်းမှာလိုအပ်တဲ့ needs 6ခုပါ Abraham Maslow ရဲ့ Maslow hierarchy of needs နဲ့နည်းနည်းစဉ်းတယ်လို့ရှိတယ်ဒါပေမဲ့မတူဘူးဒါကသိပြီးသားဒါပေမဲ့ online မှာရှိတဲ့ content အများစုက focus meaning action framework နဲ့ six human needs ကိုမချိတ်ပြထားဘူးအဲဒီ seminar မှာအောင်မြင်တဲ့လူပျော်ရွှင်တဲ့သူအများစုရဲ့ focus ကအောက်လေးစက်မှာမရှိဘူး
အထက်နှစ်ဆင့်ဖြစ်တဲ့ grow and contribution မှာရှိတယ်။အောင်မြင်တဲ့ဘသူကိုကြည့်ကြည့်ဒီဖက်တန်တွေကိုတွေ့ရလိမ့်မယ်။ Tony Robbins ရဲ့ UPW မှာ upsell တွေလုပ်တယ်။သင်တန်းတစ်ခုကို300ဆိုတော့ကိုကမလိုအပ်ဘူးထင်တဲ့အတွက် business mastery တို့မအပ်ခဲ့ဘူး။သင်တန်းပေးတာကြတော့ course တစ်ခုရဲ့အသွားအလာတွေကိုသိလာခဲ့ပြီးသားဖြစ်တဲ့အတွက်လည်းပါပါမယ်။နောက်ပြီးဒီ half တို့ရဲ့ training program တွေမတက်ဖြစ်ဘူး။ personal value မတူဘူးလို့ခံစားရတဲ့အတွက်ဖြစ်ပါတယ်။ online ကနေတော့$900တန် course တစ်ခုဝယ်ပြီးဘာတွေသင်လဲလေ့လာပူးပါတယ်။ဝယ်ပြီးချင်းပဲ pop up မှာကြော်ညာတစ်ခုက the same online course ကို$250ဆိုတော့ refund ပြန်ပေးပြီး$250ကိုပြန်ဝယ်ခဲ့ပူတယ်။ Tony Robbins ကတော့စေတနာပါတာမျက်နှာမှာမြင်ရတယ်။ထားပါတော့ online course တွေကတော့အများကြီးလေ့လာပူတယ်။အပြစ်ပြောလို့မရတာက training တချို့မှာ sales funnel ဆိုတာရှိတယ်။ in-app mass လို့လည်းသုံးတယ်။နံပါတ်1 free content အမည်ပေးမယ်။နံပါတ်2 in အဆင့်မှာဈေးသက်သာတာလေးရောင်းမယ်။နံပါတ်3 app အဆင့်မှာ original ထက်10စာတန်ဖိုးရှိတဲ့ product ကိုရောင်းမယ်။နံပါတ်4 mass အဆင့်မှာ100စာတာမန်ထက်အစ100ရှိတဲ့ကုန်ပစ္စည်းကိုရောင်းမယ်။ဥပမာ in အဆင့်မှာ1000ကျပ်ရောင်းရင် mass အဆင့်မှာ300ဖြစ်သွားမယ်။နောက်ဆုံးလစဉ် subscription နဲ့သွားမယ်။ဒါက training လောကရဲ့ business model ဖြစ်ပါတယ်။ဒီအဆင့်တိုင်းက in မှာအယောက်1000ဆို app မှာအယောက်300ကျပ်နဲ့ mass မှာအယောက်30ကျပ်နဲ့နောက်ဆုံး subscription မှာ inner circle လို့လုပ်ပြီး subscription model သွားတယ်။ဒါကပုံမှန်သင်တန်းတွေသွားတဲ့ business model ပါ။ဒီ model ရဲ့အားသာချက်က motivational speaker ရဲ့ဝင်ငွေကို maximize လုပ်ပေးတယ်။အားနည်းချက်ကသင်တန်းတစ်ခုတက်တာနဲ့စတင်တာအပြင်ရောင်းတာကိုပါလုပ်နေရတယ်။ upsell ကို aggressive selling technique လုပ်ရတယ်။ဒီ hub ကတော့ upsell တအားလုပ်တဲ့အတွက်တရားစွဲခံရဘူးတယ်။ personal development သင်တန်း motivation တွေကကျင်းလားဆိုရင်တော့မကျင်းပါဘူး။ဒါပေမဲ့တတ်မဲ့သူတွေအနေနဲ့ motivational speaker တွေသွားတဲ့ business model လေးကိုသိထားသင့်ပါတယ်။နောက်ပြီး motivational သင်တန်းတွေဟာအိမ်မက်နဲ့မျှော်လင့်ချက်ကိုအဓိကရောင်းနေဆိုတာသိရပါမယ်။ကျွန်တော်အတွက် motivation ရဲ့ရန်သူက expectation ပဲ။ကျွန်တော်အတွက် motivation ရဲ့ရန်သူက expectation ပါပဲ။ဒါကြောင့် motivation ကိုစီမံခန့်ခွဲတာထက် expectation ကိုစီမံခန့်ခွဲတာအရင်လုပ်တယ်။ expectation မျှော်မှန်းချက်ဆိုတာအနာဂတ်မှာရရှိမဲ့ future reward ဖြစ်တဲ့အတွက်ဒါကိုစဉ်းစားလိုက်ရင်တချို့ကရင်ခုန်တတ်တယ်။ဒါကြောင့်တချို့က strategic planning တွေလုပ်တဲ့အခါရည်မှန်းချက်အကြီးကြီးတွေထားပြီးတက်ကြွတဲ့စက်ဖတွေဖြစ်တတ်ကြတယ်။နှစ်လလောက်နေအခြေအနေမဟန်တော့စိတ်တက်ကြတတ်ကြတယ်။ဒီတော့မျှော်မှန်းချက်တွေက realistic ဖြစ်ဖို့လိုတယ်။လက်တွေ့ကြဖို့အရှိကိုအရှိတိုင်းအနည်းဆက်ဆုံးမြင်နိုင်မှု data တွေလိုတယ်။ဝေဒနာတွေနဲ့မသုံးသက်ပဲ data တွေနဲ့သုံးသက်ဖို့စိတ်ခံစားမှုနဲ့ဆုံးဖြတ်တာထက်စဉ်းစားမှုနဲ့ဆုံးဖြတ်နိုင်ဖို့လိုတယ်။ဒီလို expectation တွေစီမံခန့်ခွဲနိုင်ဖို့အိမ်မက်ကြီးကြီးထားပြီးမယ်ခရီးလမ်းမှာရှိတဲ့ milestone တိုင်းကိုတည်တည်လေးထားတယ်။တလန်ကျင်သွားတယ်။အဓိကသွားနေဖို့လိုတာပဲ။လွန်ခဲ့တဲ့10နှစ်လောက်က Harvard က paper တစ်ခုအမှတ်မတင်ဖတ်လိုက်ရတယ်။ Goals Gone Wild တဲ့ဖန်တီးမှုတိုင်းအတွက်လူတွေအားပေးဖို့ expectation အနည်းဆုံးထားတယ်။ဒီတော့ကိုထားတဲ့မျှော်မှန်းချက်ထက်ပိုရတဲ့အားပေးမှုတိုင်းကပျော်ရွှင်မှု motivation တွေပဲ။ပြောင်းလဲလို့မရတဲ့သူတွေထဲမှာအသစ်သင်ယူမှုမလုပ်ချင်တဲ့သူတွေပါတယ်။ကျွန်တော်တို့တချို့အချိန်တွေမှာတချို့လူတွေကိုတဖြည်းဖြည်းပြောင်းလဲသွားရင်ရမယ်ဆိုတဲ့ယုံကြည်ချက်နဲ့ဘဝဆုံးဖြတ်ချက်တွေချခဲ့တဲ့အချိန်တွေရှိကောင်းရှိလိမ့်မယ်။အစပိုင်းမှာအောင်မြင်တယ်လို့ရှိပြီးနောက်ပိုင်းမှာလူတွေမပြောင်းလဲချင်ရင်ပြောင်းလဲပေးလို့မရဘူးဆိုတာသိလာတဲ့အချိန်တွေရှိကောင်းရှိမယ်။ပြောင်းလဲလို့မရတဲ့သူတွေထဲမှာအသစ်သင်ယူမှုမလုပ်ချင်တဲ့သူတွေပါတယ်။အသစ်သင်ယူမှုမလုပ်တဲ့အခါနှစ်ပေါင်းများစွာခေါင်းထဲရှိခဲ့တဲ့အတွေးခေါ်ကိုပြောင်းလဲဖို့မဖြစ်နိုင်သလောက်ခဲယဉ်လာတယ်။ဒီလိုလိလာသင်ယူမှုမရှိတဲ့ဘဝကိုတရက်သေးတတ်မှတ်ပြီးကိုပြန်လဲသုံးသပ်မှုမရှိပဲတခြားသူအကြောင်းပဲအဓိကစဉ်းစားတယ်။ကိုယ့်ကိုအထင်ကြီးဖို့ဟန်ဆောင်စူးစမ်းကအပြင်ကိုပြတဲ့ပုံရိပ်နဲ့တကယ်လက်တွေ့ဘဝနဲ့ကွာဟချက်တွေရှိတဲ့သူကိုပြုပြင်ပြောင်းလဲဖို့ဆိုတာ
လွယ်မလို့လို့နဲ့ဖြစ်နိုင်ခြေတအားနည်းတယ်ဆိုပြီးခံစားရတဲ့အချိန်တွေတချို့လူတွေတွေ့ဖို့ကောင်းတွေ့ဖို့ကြကြပါလိမ့်မယ်လူတွေကိုပြောင်းလဲဖို့မျှော်လင့်ချက်တွေအများကြီးမထားပါနဲ့ကိုကြောင့်ပြောင်းလဲသွားမယ်ဆိုပြီးလဲကိုအထင်မကြီးထားပါနဲ့လောကမှာပြောရမယ်ဆိုရင်မပြောင်းလဲခြင်းသူကိုအနုနီးနဲ့ပြောင်းလဲရမှာအခက်ခဲဆုံးပါပဲကိုမှရှိရဲ့ကျမ်းမာရေးနဲ့အချိန်ကိုအကောင်းဆုံးအသုံးပြုဖို့အလုပ်ကိုပို့ဆိုပတ်ဆက်လုပ်ပါပြဿနာအများစုကရွေးချယ်မှုမရှိတာကနေလာတယ်နိုင်ငံတစ်နိုင်ငံမှာမပြောဘူးနောက်တစ်နိုင်ငံကိုပြောင်းဖို့ရွေးချယ်မှုမလုပ်နိုင်ရင်စိတ်ဆင်းရဲရဲနဲ့ပြဿနာဒေါ်တွေကမထွက်နိုင်ဘူးရီစာကပြစ်သွားတယ်ကိုမှသူ့ထက်ပိုကောင်းတဲ့သူကိုရွေးချယ်နိုင်မှုမရှိရင်ပြဿနာဖြစ်ပြီးဘဝပြဿနာအများစုကရွေးချယ်နိုင်မှုမပြုလုပ်နိုင်စွမ်းကနေလာပါတယ်ဒီရွေးချယ်မှုကိုပြုလုပ်နိုင်ဖို့အရင်အမြစ်လိုတယ်ပြဿနာအများစုကရွေးချယ်မှုမရှိတာကလာရင်လူအများစုရဲ့ရွေးချယ်မှုမရှိတဲ့ပြဿနာကအရင်အမြစ်မရှိတာကလာတယ်အရင်အမြစ်တွေအားလုံးထဲမှာကျွမ်းကျင်မှုအလုပ်အကိုင်ကျန်းမာရေးအချိန်ငွေကြေးတွေပါဝင်နေကျန်းမာပြီးအချိန်ရှိတော့အရင်အမြစ်တိဆောက်ဖို့ကိုယ်ကုန်ယူတဲ့အလုပ်ကိုပို့ဆိုပတ်ဆက်လုပ်ပါလူတွေမမမီလောက်အောင်တိုးတက်ပြောင်းလဲဖို့နေ့စဉ်မဖြစ်မနေလုပ်မဲ့ list ထားပါတရက်စာတအုပ်ပြီးအောင်ဖတ်ရမယ်တရက်ဗီဒီယိုတစ်ခုဖန်တီးရမယ်တရက်စာတစ်ပိုက်ရေးရမယ်တရက် push-up 100လုပ်ရမယ်မနေ့တိုင်း15မိနစ်တရားထိုင်ရမယ်စိတ်ညစ်စရာတိုင်း10မိနစ်ထက်ပိုမခံစားဘူးနေ့တိုင်း15မိနစ်အလုပ်အကြောင်း plan လုပ်ရမယ် Lenny app နှစ်ခုအတွက်တရက်35မိနစ်အထက်အချိန်ပေးတယ်ဒါတွေကကိုယ့်ရဲ့ non-negotiable set point ပဲဒီနေ့ Vision Lakhiani ရဲ့ The Codes of Extraordinary Mind ကိုဗီဒီယိုလုပ်ဖို့သူ့စာအုပ်ဖတ်နေရင်ကိုနဲ့တူတဲ့ idea တစ်ခုတွေ့တယ်ဒါကိုတော့ Vision က non-negotiable set point လို့ခေါ်တယ်ကျွန်တော်ကတော့ daily feel good list လို့သုံးတယ်။ဘာကြောင့်လဲဆိုတော့ကိုယ့်ရဲ့တရက်တာအသေးပဲရှိဖို့အဲ့ဒီအချက်တွေကမရှိမဖြစ်လို့တယ်။ဘဝမှာလမ်းပြသူတွေကဘဝလမ်းကြောင်းမှန်စေခဲ့တယ်။တိုနီဘူဆန်ကိုသိလို့ accelerated learning ကိုလုပ်ဖြစ်ခဲ့တယ်။တိုနီရောဘင်ကိုသိလို့ personal development ကိုလုပ်ဖြစ်ခဲ့တယ်။ Atra Di Bono ကိုသိခဲ့တဲ့အတွက်စဉ်းစားနည်းစနစ် lateral thinking ကိုနေ့စဉ်ဘဝမှာကျင့်သုံးဖြစ်လာခဲ့တယ်။ Edvan Pagan ကိုသိခဲ့လို့ digital product တွေတည်ဆောက်ရမယ်ဆိုပြီးလုပ်ဖြစ်ခဲ့တယ်။ Set coding ကိုသိလို့ marketing ကိုသေချာနားလည်အောင်လုပ်ဆောင်နိုင်ခဲ့တယ်။ Tim Ferriss ကိုသိခဲ့လို့ productivity ကိုအလေးပေးရမယ်နားလည်ခဲ့တယ်။ Peter Drucker ကိုသိခဲ့လို့ management ကိုဘယ်လိုလုပ်ဆောင်ရမယ်နားလည်ခဲ့တယ်။ Michael Porter စာအုပ်တွေဖတ်ပြီး strategy တစ်ခု competitive advantage ဘယ်လိုတည်ဆောက်ရမလဲနားလည်ခဲ့တယ်။ Robert Greene ကြောင့်လူအကြောင်းတွေတေချာနားလည်ခဲ့တယ်။ဆရာတော် Thich Nhat Hanh ကိုသိခဲ့တဲ့အတွက် Buddhism ကိုလမ်းမှန်မြင်နိုင်ခဲ့ပြီးနေ့စဉ်ဘဝမှာပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနိုင်ခဲ့တယ်။ဆရာတွေကိုသိခွင့်လေ့လာခွင့်ရခဲ့တဲ့အတွက်ဘဝမှာဘာတွေပဲဖြစ်နေခဲ့နေ့စဉ်လက်ဆက်မှုအပြည့်ပျော်ရွှင်မှုအပြည့်ဖြစ်နေတယ်။ဘာကြောင့်လဲဆိုတော့ဘဝကိုအဖြစ်အပျက်တွေကပုံဖော်တာမဟုတ်ပါဘူးကျွန်တော်တို့ရဲ့ဆုံးဖြတ်ချက်တွေကပုံဖော်တာဖြစ်တယ်လို့နားလည်ခဲ့တဲ့အတွက်ဖြစ်ပါတယ်လွန်ခဲ့တဲ့9နှစ်ကျော်ကစပြီးကို10မိနစ်ထက်ပိုစိတ်ညစ်မခံဘူးလို့ဆုံးဖြတ်ခဲ့တဲ့နေ့ကစလို့ဘဝရဲ့လက်ဆက်မှုတွေကပိုတောက်ပလာတယ်